မင်္ဂလာပါ Happy New Year ပါဒီနေ့ကတော့ကျွန်တော်ဂျပန်နိုင်ငံရဲ့ Osaka နမ်ဘာဆိုတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်နမ်ဘာကအရန်စီပါတယ်ပေါ့နော်ဒီနေ့ကျွန်တော်ဒီ Happy New Year ည7:00 နာရီအထိပေါ့နော်ကျွန်တော်ဒီမှာစောင့်ပြီးတော့သူတို့တွေဘယ်လိုမျိုးဒီ Happy New Year ကိုဖြစ်တန်းကြလဲဆိုတော့ကျွန်တော်စောင့်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တူတူကြည့်လိုက်အောင်ဒီဈေးတန်းတွေကိုရောက်နေတာပဲဖြစ်ပါတယ်အဒီမှာဆိုရင်ဒီအယုတ်ကြီးတွေနဲ့ပေါ့နော်ဆိုင်လေးရဲ့အရှိမဆိုရင်ကနန်းဆိုင်ဆိုရင်လည်းကနန်းရုပ်ကြီးတွေနဲ့ပေါ့နော်တခြားဒီမှာဒီအသားကင်ဆိုလည်းဒီအမဲသားကင်တွေပါရတယ်ဆိုရင်လည်းဒီနွားရုပ်ကြီးတွေနဲ့ပေါ့နော်အဲ့ဒါကဒီအိုဆာကာစိတ်ဝင်စားစရာကောင်းတဲ့ဒီတင်ဂေတာတွေပေါ့နော်ကျွန်တော်ရောက်တာနည်းနည်းစောတာတော့မှလူတွေကတော်တော်များနေပြီဗျဒီဟာဆိုရင်ဒါအိုဆာကာရဲ့အစားအစာတွေအကုန်လုံးတော်တော်များများရတဲ့ဆိုင်ပဲဖြစ်ပါတယ်အားလုံးကစားဖို့တန်းစီနေကြတဲ့လူတွေအများကြီးပဲပေါ့နော်ကျွန်တော်ကတော့တန်းမစီတော့ဘဲနဲ့ကျွန်တော်ဒီအစီဆုံးနေရာပေါ့နော်ကျွန်တော်သွားမယ့်နေရာကိုသွားမှာပဲဖြစ်ပါတယ်ဒီနေရာတွေကပေါ့နော်နေကင်းဘက်ဆိုရင်တော့ဆိုင်တွေအကုန်လုံးဖွင့်ထားတာပေါ့နော်ပုံမှန်ဆိုရင်တော့ဒီ8နာရီကျော်သွားပြီဆိုရင်ဒီနေရာဆိုင်တွေအကုန်လုံးပိတ်ပြီးတော့ဒီလူတယောက်မှမရှိဘူးရှင်းနေတာပေါ့နော်ဒီနေ့ကတော့ဒါ Happy New Year ဖြစ်တဲ့အတွက်ဒီလာကြတာပေါ့နော်အဲ့တော့နေကင်းဘက်ဆိုရင်တော့အရန်ဟိုဒါဒီရှောက်သွားပြီးရှောက်စားလို့ကောင်းပြီးတော့ပေါ့နော်ဒီ shopping ထွက်လို့ကောင်းတဲ့နေရာပါဆိုင်တွေကတော့နေကင်းဘက်ဆိုရင်တော့ပို့ပြီးတော့များတာပေါ့နော်လောလောဆယ်ကတော့ပိတ်ထားတယ်သူတို့ကဒီနေ့ကကောင်းတောင်းနေရလောက်ပဲပေါ့နော်ဒီတရားပေါ်ပဲလူတွေအများကြီးစုပြီးတော့လာကြမှာဖြစ်တဲ့အတွက်ကျွန်တော်အဲ့တရားကိုပဲကျွန်တော်အရင်ဆုံးတွားလိုက်မယ်ဗျမဟုတ်ရင်လူတွေအများကြီးဆိုရင်ကျွန်တော်တို့တိုးပြီးတော့ဝင်လို့ရမှာမဟုတ်ဒီကနန်းဆိုင်ကအရန်နေမကြီးတယ်ပေါ့နော်မနေ့ဆိုရင်ဒါတရက်နေ့ရောက်တာနဲ့မနေ့တန်းစီနေရမှာအဲ့ဆိုင်ကိုစားဖို့တော့အနည်းဆုံး1နာရီလောက်ထိုင်ဆောင်နေရလိမ့်မယ်ဒီတန်းစီတဲ့နေရာမှာပေါ့နော်အတန်းရှည်ထိုင်ဆောင်နေရတာအဲ့တော့ခနန်းကတော့အရန်စီကြီးတယ်ပေါ့နော်ကျွန်တော်တခါမှလည်းကျွန်တော်သွားပြီးတော့မစားဖြစ်ခဲ့ဘူးနှမျောလို့ပေါ့နော်သူကရန်တောင်းကြော်တယ်ပေါ့နော်ရန်တောင်းကြော်ဆိုမြန်မာငွေ2သိန်းကျော်လောက်ကျတယ်ဒီပြီးတော့နည်းနည်းလေးပဲရတာဆိုတော့ကျွန်တော်တော့မစားဖြစ်သေးဘူးအဲ့တော့ကျွန်တော်နည်းနည်းပတ်စံနည်းနည်းစုပြီးတော့စားဖြစ်တဲ့ခါကျရင်တော့နောက်ဗီဒီယိုဖိုင်နဲ့ကျွန်တော်ရိုက်ပြီးတော့ကျွန်တော်စားမှာဖြစ်ပါတယ်သွားတော့စားအောင်ပါပေါ့နော်အဲ့တော့ဒါကတော့ဒီအရန်ကိုပေါ့နော်နာမည်ကြီးတဲ့ဟိုနေရာပေါ့နော်ဒီနေရာကဒီတရားပေါ့နော်ဒီအိုဆာကာနမ်ဘာကိုရောက်ပြီဆိုရင်ဒီနေရာကိုလာပြီးတော့လူတိုင်းတော်တော်များကဒီဓာတ်ပုံတွေရိုက်ကြတယ်ဒီနေရာကိုပဲလာပြီးတော့လေပတ်ကြတယ်ပေါ့နော်ဒီလက်နှချောင်းမြောက်ထားတဲ့ဒီအယုတ်ကြီးပေါ့နော်အဲ့တော့အခုကျွန်တော်တရားပေါ်ရောက်နေတာဖြစ်ပါတယ်ဒီဘက်မှာဆိုရင် HN ပေါ့နော် HN ကလည်းအခုဆိုရင်ဒါ90% discount နဲ့ချထားပါတယ်အဲ့တော့အိုဆာကာသွားမဲ့လူတွေရှိရင် HN မှာနည်းနည်းတော့ဝင်ကြည့်ပေါ့နော်တန်တဲ့ဥစ္စာတွေ့ရင်တော့ကောက်ဆွဲလာခဲ့ပေါ့တကယ်ကကျွန်တော်ကဒီတရားပေါ်မှာနေနေတာပေါ့နော်ဒါပေမဲ့တရားပေါ်မှာလူတွေကအရန်များရင်အနေများတဲ့အတွက်ဒီရဲတွေကပေါ့နော်လမ်းလျှောက်ခိုင်းပြီးတော့အရှိကိုသွားခိုင်းနေတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီအရှိသွားလိုက်အနောက်သွားလိုက်နဲ့ပြန်လျှောက်နေတာပေါ့လူတွေကတော့အများကြီးပဲဗျဟိုးထဲထဲဒီချက်ပိတ်သိမ့်နေတာဒီကောင်းတောင်းရီဖို့10မိနစ်လောက်အလိုမှာဟိုကျွန်တော်တရားပေါ်တက်မယ်ဆိုပြီးလုပ်လိုက်တဲ့အချိန်မှာရှေးလေးပုံတော့ပိတ်လိုက်ပြီပေါ့နော်လူတွေအရမ်းများတဲ့အတွက်အဲ့ဒါနဲ့ကျွန်တော်လည်းဒီဘက်မှာပဲပေါ့နော်ဒီတရားထောင်လေးမှာပဲကျွန်တော်နေလိုက်တယ်ပေါ့နော်အဲ့တော့တရားပေါ်မှာဆိုရင်တော့ပို့ပြီးတော့ပြောဖို့ကောင်းတာပေါ့လူတွေကတော့အများကြီးပဲ4ဘက်4တန်ပေါ့နော်အဲကျွန်တော်ရဲ့ဒီအနောက်ဘက်မှာလည်းလူတွေကဟိုးဝီးထီပေါ့အများကြီးပဲဒီလောက်ဒီနေရာကိုရောက်တာတော့မှတော်တော်ခံကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့လူတွေကတော့သူတို့ပေါက်တွေနေပဲပေါ့နော်တကယ်တမ်းကျတော့ကျွန်တော်ကဒီမီရှူမီဘက်နေဖောက်မယ်လို့ထင်ခဲ့တာပဲဒီနေ့မဖောက်ဘူးပေါ့နော်ဘာဖြစ်လို့လဲတော့မသိဘူးဒီကနေ့ကတော့ကျွန်တော်ယိုကိုဟာမာတော့တော်တော်လေးကိုလှတယ်
ဒါပေမဲ့လူတွေကတော့တော်ဒီမှာလူတွေအရန်များပြီးတော့မိုက်တယ်ပေါ့နော်ဒီမှာလည်းပြောဖို့တော့ကောင်းပါတယ်ဒီမှာလည်းပေါ့နော်ဘူးဆိုရင်ရဲတွေကမှလမ်းနေရှင်းပေးနေတာပေါ့နော်တကယ်ကြရင်တော့ကျွန်တော်မိနစ်ကယိုကိုဟာမာပို့ပြီးတော့မိုက်တယ်ပို့ပြီးတော့လှတယ်နော်ဒီမှာစားစရာတွေနဲ့ဆိုင်နေများတယ်ဆိုပေမဲ့ရန်ကြီးပြောဖို့စိတ်ဝင်စားစရာမကောင်းခဲ့ဘူးပေါ့နော်တကယ်ကြတော့ကျွန်တော်ဒီ Osaka Universal ကိုသွားတင်တာပေါ့နော်အဲ့မှာဆိုရင်မီရှူမီကန်လေးဖောက်ပြီးတော့အရန်စမယ်လို့ထင်တယ်ဒီနေ့ကတော့ဘာမှမဟုတ်လူတွေအများကြီးနဲ့ရေးလာနဲ့တီးသွားတာပေါ့နော်အဲ့တော့တကယ်ချင်းတွေအများကြီးနဲ့ဆိုရင်တော့ဒါတောက်လိုက်စားလိုက်ရင်တော့ပြောဖို့ကောင်းမယ်လို့ထင်တယ်ဒါပေမဲ့ဟိုလှတဲ့ဥစ္စာတွေတော့ကျွန်တော်ကြည့်ချင်တာမကြည့်လိုက်ရဘူးပေါ့နော်ကျွန်တော်ကဒီမရှူမီပန်းတွေဖောက်မှထင်ပြီးလာခဲ့တာမတိလိုက်တာပေါ့နော်အခါတိုင်းနေ့တွေလည်းမဖောက်ဘူးလို့ထင်ပါတယ်ကျွန်တော် YouTube မှာလည်းရှာကြည့်လိုက်တော့အဲ့တော့အားလုံးကတော့ကနေကြတယ်နော်ကချင်ပြည်ကိုလာဟေးတကယ်ပြောတယ်နော်နဲ့ကနေကြတယ်ကောင်းတော့ပြီးတော့မှဒီကလပ်ထဲမှာတော့ဝင်ပြီးတော့ကဲဖို့အတွက်လူတွေအများကြီးပဲတန်းစီပြီးစောင့်နေကြတာပေါ့နော်ဒီရဲကျတော့ကလပ်ထဲမှာကောင်းတော့မှာပို့ပြီးတော့ပြောဖို့ကောင်း EDM နေနဲ့ဟိုဒေတာလိုင်းနဲ့ခုံလိုက်ပေါက်လိုက်နေနော်ကျွန်တော်တော့ကလပ်ကိုတစ်ခါမှမရောက်ဘူးဒီဂျပန်ကလပ်ဒါပေမဲ့တစ်ခေါက်တော့ကျွန်တော်သွားကြည့်ဦးနော်ဒါတော့လမ်းဘေးမှာဖြောပေးနေတာပေါ့နော်ဒါမျိုးတွေကနေရာတော်တော်များများတွေ့ရပါတယ်ဂျပန်မှာတော့ဂီတာကြီးတီးပြီးတော့ချင်းလေးဆူတာတို့သူတို့ဝါသနာရှိနေဆိုပေမဲ့လုံးဝတီးတာဆူတာတွေကရမ်းမိုက်တယ်ပေါ့နော်ဒါဆိုရင်ဒါအရန်ချစ်စရာကောင်းတဲ့ delay ပေါ့နော်သူကတီးနေတဲ့ဥစ္စာကိုလာကြည့်ရတဲ့လူတွေကပျော်ပြီးတော့ကကြတာပေါ့နော်ဒါလေးရတော့မှပို့ပြီးတော့ជីနီးဖို့ကောင်းသေးတယ်ဗျာဒီနေ့ကျတော့ခေဒါလေးကိုကြည့်ပြီးတော့ပျော်ရွှင်မှုတွေကူးစက်နိုင်ကြပါစေနှစ်သက်မှာစိတ်သက်လူသက်ကိုသက်နဲ့အိမ်မက်တွေအကောင့်နဲ့ဖော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်